အားလုံးပဲမင်္ဂလာပါနော်ကျမတော့ယူရိုမင်္ဂလာချမ်းပါဆိုင်ဟင်းဒီဆိုတဲ့တပည့်ရင်းဖြစ်တဲ့ဆီယမသုံးစင်တရာဆွေပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့တောက်ကြသားသမီးရဲ့တပတ်တာကံစင်မှာကိုတဲတော်နမိတ်ကက်များပြင်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကျမရဲ့ချမိတ်ဆွေများ online ရနေလဲဗီဒီမေးမြန်းလို့ရပါတယ်နော်ဒီတစ်ပတ်မှာတောက်ကြသားသမီးများရဲ့ကြားရောက်လာတဲ့နမိတ်ကက်ကလေးရတော့ဒွန်ကျဲဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်နော်ဒွန်ကျဲဆိုတော့လွန်းလက်ကျဲဖြစ်ပါတယ်ထွန်းလင်းတောက်ပါတယ်ဆိုတဲ့သဘောသင်္ကေတကိုစောင်းတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်ရာအစဉ်ပြေုံမကပဲနာမည်ကြီးချင်းတွေပါတွဲဆက်နေတဲ့နမိတ်ဖြစ်ပါတယ်နော်ဒီကာလတွေမှာတောက်ကြသားသမီးတွေကကံကြမ္မာတွေအထူးပွင့်လန်းမဲ့ကာလဖြစ်ပါတယ်ဖက်ဖက်ကနေပြီးတော့အခြေအနေကောင်းကံကြမ္မာကောင်းတွေနဲ့တွေ့မဲ့အချိန်လို့ပြောရမှာပါနော်ဘာပဲလုပ်လို့အဆင်ပြေမယ်အောင်မြင်မယ်အချိန်ကာလဖြစ်ပါတယ်နာမည်ကုန်သတင်းတွေကြော်ကြားတယ်အောင်မြင်မှုတွေရရှိလာမယ့်အချိန်ဖြစ်ပါတယ်လုပ်ငန်းများလုပ်ကိုင်နေတဲ့သူတွေဆိုတော့လုပ်ငန်းတွေတိုးချဲ့သင့်ပါတယ်နော်ဒီကာလမှာအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းများအောင်မြင်ထွန်းတောက်တတ်ပါတယ်နော်တခုသတိထားမှာတော့ဝင်သမျှငွေရတော့မမြဲတတ်ပါဘူးရှာသမျှငွေရတော့ပြန်ကုန်ရမယ်ဆိုတာဖြစ်တတ်ပါတယ်ကုန်တလောက်လည်းပြန်ဝင်နေတတ်ပါတယ်နော်ရေရင်းရေကန်ကိစ္စတွေမှာအကြောင်းပြုပြီးတော့ငွေကုန်ကျနေတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ထူးခြားတဲ့အညံ့သိမ့်မရှိပေမဲ့လက်စစ်အန်ဒီရီတွေပါတော့ကြုံရတတ်ပါတယ်ရဝေးကနေပြီးချစ်သူတွေစီကနေသတင်းကောင်းတွေကြားရတတ်ပါတယ်ကျမတောက်ကြသားသမီးချစ်မိတ်ဆွေများတွေခရီးရမထွက်ချင်မနဲ့နှစ်ကြိမ်ထွက်ရတတ်ပါတယ်နော်စိတ်ညစ်စရာတွေလည်းပေါ်လာတတ်ပါတယ်မိတ်ဆွေကောင်းနှစ်ဦးကတော့တပြိုင်တည်းရတတ်ပါတယ်နာမည်အရင်ကြီးွားမယ်ကောင်းသောကြီးချင်းမျိုးတွေနဲ့ကြုံရတတ်ပါတယ်အခြေရေးအိမ်တော်ကြီးတော့စိတ်ကုန်သွားတတ်ပါတယ်မိမိရဲ့အလုပ်မှာတော့နှစ်ကြိမ်ဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်နော်ဒါပေမဲ့တအိမ်သားလုံးကတော့ကျမ်းမာရေးအနှဲငယ်ညံ့နေတတ်ပါတယ်စေုံစေကန်တရားကုသခြင်းတွေဖြစ်တတ်ပါတယ်လက်စစ်အန်ဒီကိုတော့သတိထားဖို့လိုပါတယ်လက်တလုံးမှာတောက်ကြသားသမီးတွေမေးမြန်းလို့တဲ့ကိစ္စတွေရှိနေရင်နော်ထိုကိစ္စအောင်မြင်နိုင်ပါတယ်လို့ပဲပြောချင်ပါတယ်နော်ထင်ထင်ရှားရှားအောင်မြင်ပါလိမ့်မယ်အဖြူရောင်ကိုဝစ်စင်ဖို့လိုပါတယ်အဖြူရောင်ကန်ကောင်းစေတဲ့အကြောင်းဖြစ်ပါတယ်တောက်ကြသားသမီးတွေတိစ9ဆုံး2စ6ဆုံးဆိုတဲ့နံပါတ်တွေကကန်ကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအဝါရောင်မုံ8ခုစက္ကန့်လှူဒန်းပြီးတော့မိမိလိုတဲ့ဆုကိုတောင်းဖို့ဖြစ်ပါတယ်တောက်ကြသားသမီးတွေကြားရောက်လာတဲ့ဘေးရန်ဒီရန်တွေကင်းဝေးဖို့အတွက်ဖြစ်ပါတယ်နော်ဒါပေမဲ့တခုသတိထားမှာလူပွေလူရှုပ်တွေတော့အိမ်ကိုရောက်ရှိလာတတ်ပါတယ်သတိထားဖို့လိုပါတယ်နော်ကျမရဲ့ချစ်မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်များမှာယခုလိုတာရော့ကတ်များဖြင့်ဘေးများဟောကြားပေးသွားမှာဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေလို့